ယူရောမင်္ဂလာပညာနဲ့ကျွန်တော်ဘဝခရီးဆိုပြီးတော့ခေါင်းစဉ်နဲ့ဘုဒ္ဓပြောပြပေးသွားမယ်ပြောပြပေးချင်တာကနမိတ်ကိုဘယ်လိုကောက်ရလဲနမိတ်ကိုဘယ်လိုယူရလဲဆိုတာသိစေချင်လို့ဖြစ်ပါတယ်ဖြစ်စဉ်က2008ဝန်းကျင်2009ဝန်းကျင်ထဲမှာပါအဲ့ချိန်တော့နာဂစ်ကတိုက်ပြီးခါစားပဲရှိပါသေးတယ်2008လောက်ပဲဖြစ်မဲ့ထင်ပါတယ်2008 2009တခုခုပါပဲအဲ့ကာလမှာဘာဖြစ်လာလဲလို့မေးတဲ့ခါကျတော့ကျွန်တော်အမေရဲ့အမျိုးတွေရှိတဲ့ရွာကိုသွားလဲပါတယ်သွားလဲတဲ့အခါမှာစလေတရန်စီးရတယ်ကားစီးရတယ်ပြီးရင်ဆိုင်ကယ်စီးတယ်အဲ့သုံးခုစီးပြီးတော့မှကျွန်တော်တို့အမျိုးတွေအိမ်ကိုရောက်ပါတယ်ပြောချင်တဲ့ဇလံဒီမှာလာပြီကျွန်တော်တို့သားမီးနှစ်ယောက်စလေကိုစီးကြပေါ့ဗျာစလေစီးရကစလေပေါ်မှာပါလာတာကလူကအယောက်40လောက်ရှိတယ်ရခင်တုန်းကကျွန်တော်တို့နေရာကားလမ်းမပေါက်သေးတော့စက်လေကိုပဲမှီတီးမိနေခဲ့ရတာ9မိုင်ခရီးကိုကျွန်တော်တို့စက်လေ4နိုင်ကြောင်စီးခဲ့ရပါတယ်အဲ့ကာလာတုန်းကဆိုလို့ရှိရင်လမ်းမဆက်သွယ်ရေးအရန်ခက်ခဲတယ်ထူးခြားဖြစ်စဉ်ကြောင့်ပြောမယ်နော်ပြောတော့မှာနော်အဲ့ဒီမှာကျွန်တော်ကစက်လေစီးနေရင်းနဲ့ကလေးဆိုတော့မျက်လုံးကကနာမငြိမ်ဘူးပြောဗျာဟိုကြည့်လိုက်တောကြည့်လိုက်တောင်ကြည့်လိုက်ပေါ့အဲ့ဒီမှာထူးခြားတဲ့လက္ခဏာကိုတွေ့ရထူးခြားတဲ့နမိတ်ကိုတွေ့ရအဲ့ဒါလှေကလေးတစ်စီးပေါ်မှာကလေး3ယောက်ကလှော်ခတ်ပြီးတော့မြစ်ရဲ့ချောင်းရဲ့အလဲကောင်ဖြတ်ပြီးတော့လှော်တာတွေ့ချောင်းကတော့တိတ်တော့မကျဲလှဘူးဒါပေမဲ့ကျင်းတဲ့ထဲမှာလည်းမပါဘူးလေမတိုက်တော့လေငိန်တော့ကလေးတွေကလှော်ရဲမှာအဲ့ဒါနဲ့လမ်းရေလေကောင်ကနေပြီးတော့မျောလာတဲ့ဓာတ်ဖုတ်လေးဘေးတာအဲ့ဘေးတာပန်းရဲ့အညွန့်ကိုချိုးပြီးတော့ကလေးတွေကခေါင်းမပန်ပြီးတော့စောင့်နေကြတာတွေ့လှေပေါ်ကနေပြီးတော့ခူးလိုက်တယ်ခူးပြီးတော့စောင့်နေကြတာတွေ့လဲတွေ့ရောကျွန်တော်အမေကိုပြောတယ်အမေရေဟိုးမှာအခုသွားမဲ့ရွာမှာကျွန်တော်တို့ကိုစောင့်မျှော်နေပြီအမေကျွန်တော်တို့ကိုစောင့်မျှော်နေပြီဟိုမှာမင်္ဂလာဆောင်နေပြီနော်မင်္ဂလာဆောင်နေပြီအဲ့ဒါကျွန်တော်တို့ကိုစောင့်မျှော်နေပြီအမေဆိုတာအမေကငါသားရှူတိုးတိုးတဲ့လူအများကြီးဆိုတော့ရှက်မယ်ထင်ပါရဲ့ကျွန်တော်လည်းမစင်မချင်းပြောလိုက်တာကဲအဲ့ဒါနဲ့ကျွန်တော်အဲ့ရွာကိုရောက်သွားတယ်ဗောဗျာကျွန်တော်တို့သားမင်းတွေကရောက်သွားတော့ဟုတ်တယ်ဗျကိုရောက်တော့ကျွန်တော်အမဝင်းခွဲရဲ့မင်္ဂလာဆောင်ပါပဲမင်္ဂလာဆောင်ကျွန်တော်တက်ကအဲ့တော့မှ73ကျော်14ထဲမှာပဲရှည်အောင်မယ်ထင်တယ်အဲ့ဒီမှာနမိတ်ကောက်ကိုပြောတော့မယ်နော်ဒီတိုင်းရိုးရိုးလေးဆိုရင်ဒါဟာနမိတ်မဟုတ်ဘူးကျွန်တော်တို့နမိတ်ကောက်ယူတဲ့အခါမှာပကတိနမိတ်ဝိကတိနမိတ်ဆိုပြီးတော့ရှိတယ်ပကတိနမိတ်ဆိုတာကသွားစဉ်တော်ကောင်းလာစဉ်တော်ကောင်းသူ့ဘာသူပုံမှန်ဖြစ်ရိုးဖြစ်စဉ်ကိုအဲ့ဒါပကတိဖြစ်ရိုးဖြစ်စဉ်ထက်ကြော်လွန်ပြီးတော့သွားပြီဆိုရင်အဲ့ဒါဝိကတိတဲ့အဲ့နမိတ်ပေါ့အဲ့တော့ကျွန်တော်တို့လှေကလေးနဲ့သွားတယ်လှေကလေးနဲ့သွားတယ်စက်ကလေးကလေးနဲ့သွားတဲ့ခါမှာကလေး3ယောက်ကချောင်းအလဲခေါင်ကဘေးတာပန်းမွင့်ကိုချိုးပြီးတော့မိမိရဲ့နားကြားမှာပန်ပြီးကခုံမြူးလူနေပြီဆိုတာကဒါတာမန်ဖြစ်စဉ်မဟုတ်တော့ဒါထူးခြားနမိတ်ဖြစ်သွားပြီ။ဘာကြောင့်ထူးခြားနမိတ်ဖြစ်တာလဲလို့မေးတဲ့ခါကျတော့ကျွန်တော်မကြည့်ရင်တော့ဒါဟာထူးခြားနမိတ်မဟုတ်ဘူးကျွန်တော်ကကြည့်လိုက်မိတယ်တတိထားမိလိုက်တယ်စိတ်ဝင်စားနေတဲ့အချိန်နဲ့သွားပြီးတော့စုံတွေးတဲ့အခါမှာဒါဟာထူးခြားနမိတ်ဖြစ်သွားတာအဲ့တော့မြန်မာပညာရက်မှာကျွန်တော်တို့ဘေးရင်ဆရာအတွက်တော့ဒါတိုက်ဆိုင်နေဆိုတာမရှိဘူးကျွန်တော်တို့ဘေးရင်ဆရာတွေအတွက်တော့တိုက်ဆိုင်နေဆိုတာမရှိဘူးတခြားသောသူတွေအတွက်တော့ဒါတိုက်ဆိုင်နေလို့ပြောကောင်းပြောလိုက်မယ်နော်စဉ်းစားကြည့်ပါမြစ်ကန်နဘေချောင်းကန်နဘေမှာဘေးရာပန်းနေဒီလောက်ပေါ်နေရတာနဲ့အဲ့ပန်းကိုမခူပဲရေအလဲကောင်မှစီးနေတဲ့ပန်းဘေးတာကိုခူပြီးတော့မှချိုးပြီးပန်းနေဆိုရင်ဒါဟာဝိကတိနမိတ်ဖြစ်သွားပြီဘာကြောင့်ကျွန်တော်တို့ကိုအဟိုမှာစောင့်နေရတာလဲလူတွေကကျွန်တော်တို့ကိုဘယ်သူတွေစောင့်မျှော်နေတာလဲပြောရတာလဲနော်ကျွန်တော်အမေကျွန်တော်ကိုဟိုမှာလူတွေစောင့်နေပြီကျွန်တော်တို့တာမီနေရာကိုပြီးတော့ဟိုမှာမင်္ဂလာကိစ္စဖြစ်နေပြီအမေဒီနှစ်ချက်ပဲပြောလိုက်တယ်တကယ်လဲဟုတ်တယ်အဲ့တော့မင်္ဂလာကိစ္စဘာကြောင့်ဖြစ်ရတာလဲလို့မေးတဲ့ခါကျတော့ပန်းကောင်းကိုအညွန့်ချိုးလိုက်တာမှလားပန်းကောင်းကိုအညွန့်ချိုးပြီးသွားတဲ့ခါမှာမိမိရဲ့ဥကောင်းမှာမြင့်မြတ်နုံနုံနဲ့ပန်းတာလေဘေးဓာဒီဘေးဓာတိုင်းပဲသွားရင်ဒါတာမန်ဘဝအဲ့ဘေးဓာမှာရှိတဲ့ပန်းညွန့်ကိုချိုးပြီးတော့နားမှာပန်ပြီးတော့ပျော်ရွှင်စွာနေတယ်ဆိုတာဒါကောင်းမြတ်သောမင်္ဂလာနမိတ်မင်္ဂလာနမိတ်နားမှာပန်ပြီးဆိုတဲ့ကိုက
ဘာဖြစ်ချင်တာလဲလှချင်တာပါချင်တာကိုဘဝအတွက်ပိုင်သိမ်းချင်တာဟိုမှာဘေဒါပန်းလေးကသူ့ဘဝနဲ့သူဆိုရင်မျောသွားမှာဘေဒါဖုတ်လေးနဲ့အမျောမခံဘဲနဲ့ပန်းကိုညွန့်ချိုးပြီးတော့ကိုယ်အပိုင်ဖြစ်အောင်လို့ပန်လိုက်တာအဲ့ဒီတော့မင်္ဂလာဆောင်ကိစ္စဖြစ်တာပေါ့အဲ့ဒါနဲ့ပြောမယ်ကျွန်တော်တို့သားမီး2ယောက်အဲ့ဒီအမျိုးတွေအိမ်ကိုရောက်သွားတော့အမျိုးတွေကပြောတယ်ဟဲ့ငါတို့ကဒီနေ့ပဲနင်တို့စီဖုံးဆက်နေတာငါတို့ကဒီနေ့ပဲနင်တို့စီဖုံးဆက်နေတာအဲ့ဒါနင်တို့ဖုံးဆက်တဲ့ခါကျတော့အဖေကသွားပြီးတော့ဖုံးကင်တယ်ဟဲ့သွားပြီလေတဲ့အဲ့ဒါနင်တို့ဖုံးဆက်တာတော့မသိဘူးတဲ့သူတို့မသိလိုက်ဘူးတဲ့ဒီကိစ္စတွေတဲ့အဲ့ဒါသူတို့သားမီးအဲ့ဒါနင်တို့စီလာလဲတယ်လေတဲ့ဟုတ်တယ်ရိုးရိုးတာမန်ကြည့်ရင်တော့ဒါဟာနမိတ်မဟုတ်ဘူးပေါ့ပညာမျက်လုံးနဲ့ကြည့်ရင်တော့ဒါဟာနမိတ်ပေါ့ဒါဟာနမိတ်ကောက်ယူပုံပါနေရာတကာမှာနမိတ်လိုက်ကောက်လို့တော့မရဘူးထူးခြားဖြစ်စဉ်တွေကိုအခြေခံပြီးတော့မှကောက်ယူလို့ရတာဖြစ်ပါတယ်အဲ့မှာကျွန်တော်ပြောချင်တာကဘေဒါပန်းကလေးကသူ့ဘာသူရေစည်းမှာမျောနေရင်တော့ဒါဟာပကတိပါလေကလေးကလည်းသူ့ဘာသူလှော်နေရင်တော့ဒါဟာပကတိပါကျွန်တော်ကလည်းဒါကိုစိတ်ဝင်စားခြင်းမရှိဘူးဆိုရင်ဒါဟာပကတိပါတိုးတော့ကျွန်တော်ကလည်းစိတ်ဝင်စားတဲ့အချိန်နော်လှေကလေးကိုစီးပြီးတော့ကလေး3ယောက်ကလည်းကန်းနှစ်ဖူးကနေထွက်ပြီးတော့ချောင်းလေကောင်မှာရှိတဲ့ဘေဒါပန်းကိုချိုးယူတဲ့အချိန်အဲ့ဒါတွေကထူးခြားဖြစ်စဉ်တွေဖြစ်သွားပြီးတော့ကျွန်တော်တို့နမိတ်ဖတ်လို့ရသွားတာဖြစ်ပါတယ်ကဲကျွန်တော်မိတ်ဆွေတွေနမိတ်ခါမြန်မာရိုးရာပညာရဲ့ဟာဒီလောက်ထိတိမ်မွေးတယ်ဆိုတာကိုပြောချင်တာပါနမိတ်ကထူးခြားဝိသေသရှိရင်ထူးခြားတယ်နော်မြန်မာရိုးရာယူတော်မင်္ဂလာပညာရက်မှာပြဿနာမဖြစ်ခင်မှာအဖြေဆိုတာအရင်ပေါ်တယ်တဲ့အဲ့ဒီမှာတချို့သောအခါတွေမှာဆိုရင်ပြဿနာအရင်ဖြစ်ပြီးတော့မှအဖြေဆိုတာပေါ်တာတဲ့အခုခါကြတော့ကျွန်တော်ကပြဿနာမဖြစ်ခင်မှာအဖြေရင်ပေါ်တာအဖြေရတာပေါ့အဖြေကိုရပြီးပြီဖြစ်တဲ့တော့ကိုယ်ကပြဿနာကစောက်ကြုံနေတာတဲ့ဒါကြောင့်ဘေးရင်ပညာရက်မှာမမှားတဲ့သူဆိုတာမရှိဘူးမှားဘူးကြတဲ့သူတွေကြီးပဲကျွန်တော်တို့ဆိုလဲထက်ခါမှားခဲ့တာပဲเนาะကျွန်တော်တို့အထက်ဆရာတွေလည်းမှားကြတာပဲအဲ့အမှားထဲကနေပြီးမှအမှန်ရအောင်သူ့တင်တာလုပ်ပြီးတော့ကျွန်တော်တို့ရှာဖွေရတာဖြစ်ပါတယ်အမှားတွေနည်းနိုင်သမျှနည်းအောင်ရှာဖွေပြီးတော့ကျွန်တော်တို့တွေစူးစမ်းရတာဖြစ်ပါတယ်ကဲကျွန်တော်မိတ်ဆွေများမြန်မာရိုးရာယုတ်တိပညာရက်ဖြစ်တဲ့ယူတော်မင်္ဂလာပညာရက်ဘုဒ္ဓတာဖြစ်ရရှိပါစေဗျာ